မင်းတို့ဤစားမင်းတို့ပေါ်အေးဆက်နေမယ်အဲ့လိုခါမျိုးတွေမှာဆိုရင် तू ကငါ့ကိုမချစ်တာဖြစ်နိုင်တယ်ဆိုပြီးတော့ပြောချင်တဲ့ခါမျိုးတွေမှာဂျပန်လိုခမိုရှိရဲ့ဒီနေ့မှာတော့ဂျပန်စာမှာအရင်သုံးဝင်တဲ့ grammar လေးတစ်ခုကိုပြပြပေးသွားမှာပါသူက J drama တွေပြီးတော့ anime တွေမှာခဏခဏကြားနေရတဲ့စကားလေးဖြစ်တယ်ပြီးတော့သိထားမယ်ဆိုရင်ဂျပန်စကားပြောရင်ခါမှာအသုံးဝင်လာမှာဖြစ်ပါတယ်အဲ့တော့ဘာလေးဖြစ်မလဲဆိုတာကိုဒီလိုကြည့်ကြည့်အောင်ခမိုရှိရဲ့မဆန်မင်းတို့ရဲ့ဘဝမှာတခုခုကိုတိတိကျကျမသိလို့ဖြစ်နိုင်တယ်ဆိုပြီးတော့ပြောချင်တဲ့ခါမျိုးကြီးကြုံဘူးလားဥမာမင်းတို့မှာညီသားရှိရေးဆိုပါစို့မင်းတို့ညီသားမင်းတို့ပေါ်အေးဆက်နေမယ်အဲ့လိုခါမျိုးကြီးမှာဆိုရင် तू ကငါ့ကိုမချစ်တာဖြစ်နိုင်တယ်ဆိုပြီးတော့ပြောချင်တဲ့ခါမျိုးတွေမှာဂျပန်လိုခမိုရှိရဲ့မဆန်ကိုအသုံးပြုလို့ရပါတယ်အဲ့တော့ခမိုရှိရဲ့မဆန်ကိုအလွယ်ဘယ်လိုမှတ်မလဲဆိုရင်ဖြစ်နိုင်တယ်သို့မဟုတ်ဖြစ်ချင်ဖြစ်မယ်ဆိုပြီးတော့မှတ်လို့ရပါတယ်ဥမာကကိုကအဲ့ဒီအကြောင်းတိတိကျကျမသိဘူးဒါပေမဲ့ဖြစ်နိုင်တယ်လို့ပြောချင်တဲ့အခါမျိုးတွေမှာသုံးတယ်အင်္ဂလိပ်လိုဆိုရင်တော့ maybe နဲ့တူတာပေါ့နော်ဟုတ်တယ်လို့လည်းမပြောဘူးမဟုတ်ဘူးလို့လည်းမပြောဘူးဖြစ်ချင်ဖြစ်မယ်ဆိုတဲ့ပုံစံမျိုးအဲ့တော့ရှာတော့ခမိုရှိရဲ့မဆန်မှာကောင်းတဲ့ချက်တစ်ခုကဘာလဲဆိုတော့သုံးရတာလွယ်တာပေါ့နော်ဘယ်လိုသုံးရတာလွယ်တာလဲဆိုရင် verb တွေ adjective တွေဆိုရင် plain form ပြောင်းခမိုရှိရဲ့မဆန်ကတ်မယ်နားဆိုရင်နား adjective ကိုဖြုတ်ခမိုရှိရဲ့မဆန်ပေါင်းနောက်ဆိုရင်လည်းသူ့ရဲ့နောက်မှာခမိုရှိရဲ့မဆန်လေးပေါင်းလာရုံနဲ့လွယ်ကူကူသုံးပြလို့ရမှာဖြစ်ပါတယ်ဒါဆိုရင်ခမိုရှိရဲ့မဆန်ရဲ့စိတ်ဝင်စားစရာကောင်းတဲ့အပိုင်းလေးကိုရောက်လာခဲ့ပြီ